ကဲခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ Chelsea အသင်းကအခုချိန်ထိထပ်ပြီးတော့ကန်ကောင်းနေသေးပဲကျွန်တော်ရှေ့ကရာသီပေါ့ဒါ Premier League မှာဆိုလို့ရှိရင်လည်းဒါ Champions League ဝင်ခွင့်ရဖို့အတွက်ကို Chelsea အသင်းကကန်ကောင်းခဲ့တယ်ကန်ကောင်းခဲ့တာဘယ်လိုမျိုးလဲဆိုတော့ဒါသူနဲ့ကစားမဲ့အသင်းတွေဒါနောက်ဆုံးပွဲစဉ်တွေရောက်တဲ့အချိန်မှာရှုံးတယ်ပြီးလို့ရှိရင်ဒါ Champions League သူနဲ့တူတူဝင်မဲ့ပြိုင်ဘက်အသင်းတွေဆိုလို့ရှိရင်လည်းဒါနောက်ဆုံးပွဲစဉ်တွေမှာရှုံးနေခဲ့တာကြောင့် Chelsea အသင်းကဒါနောက်ဆုံးမှာဒီ Champions League ဝင်ခွင့်ကိုရရှိခဲ့တယ်အခုတစ်ခေါက်ဒါ Club World Cup မှာလည်း Chelsea အသင်းကထပ်ပြီးတော့ကန်ကောင်းပြန်တယ်အဲ့ဒါကဘာလဲဆိုတော့ Chelsea အသင်းကကျွန်တော်အုပ်စုတက်တယ်အုပ်စုတက်တဲ့နေရာမှာ Chelsea အသင်းကပြောမယ်ဆိုလို့ရှိရင်အသင်းတွေအားလုံးထဲမှာအုပ်စုအချောင်ဆုံးအသင်းလို့ပြောလို့ရတယ်အဲ့လိုဟာကိုမှ Chelsea အသင်းကကျွန်တော်မထင်မထားဘဲနဲ့ကျွန်တော် Flamengo ကိုဒါရှုံးနေခဲ့တာကြောင့် Chelsea အသင်းကအုပ်စုဒုတိယနဲ့ဒါကျေနပ်ခဲ့ရတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ Chelsea အသင်းကကန်ဆိုးသွားလားဆိုတော့ကန်မဆိုးဘဲနဲ့ပို့ပြီးတော့ကန်ကောင်းခဲ့တယ်ဒါဒီကြောင့်အလေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ပြီးလို့ရှိရင် Chelsea အသင်းကဒါအုပ်စုအဆင့်ကိုကျော်ပြီးတော့ဒါ16အသင်းအဆင့်ကိုရောက်သွားပြီး16အသင်းအဆင့်မှာဒါ Benfica အသင်းနဲ့ဒါထိပ်တိုက်တွေ့ဆုံသွားရမယ်အဲ့ဒီပွဲအတွက်ဒါပွဲကြို30ချက်လေးကိုပါထည့်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ကျော် Chelsea အသင်းကကျော်အုပ်စုအဆင့်ပွဲစဉ်မှာဒါအုပ်စုဒုတိယရတယ်ပေါ့အုပ်စုဒုတိယရတဲ့အတွက်ကြောင့်မို့ Chelsea အသင်းကဘာတွေပြောင်းလဲသွားလဲဆိုလို့ရှိရင်ဒါသူတို့ဒါ knockout အဆင့်ကိုတက်လာပြီ knockout အဆင့်မှာ Chelsea အသင်းကကျုပ်ဒါအုပ်စုဒုတိယရသွားတာဖြစ်တဲ့အကြောင်းမလို့အခုဆိုလို့ရှိရင်ဒါသူ့အတွက်က knockout အဆင့်မှာလည်းဒါအုပ်စုခြောင်သွားပြီလို့ပြောလို့ရတယ်အခုဒါသူ Benfica နဲ့တွေ့မယ် Benfica ကလည်းအမှန်ဆိုလို့ရှိရင်ဒါဒီနေရာက Bayern Munich နေရာ Bayern Munich ကအုပ်စုဘူဖြစ်ရမယ်အနေထားကနေပြီးတော့မှဒါသူတို့ရဲ့ဒါအုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်မှာ Benfica နဲ့ဒါ Bayern Munich တို့ကန်တယ်ကစားတယ် Bayern Munich ကဒါအရန်ကစားသမားတော်တော်များများနဲ့ပွဲထွက်လာခဲ့ပြီးတော့အဲ့ပွဲမှာ Benfica ကကျွန်တော် Bayern Munich ကို 1-0 ဆိုရရလက်နဲ့အနိုင်ရပြီးတော့အုပ်စုဘူနေရာကိုရခဲ့တာကြောင့်ကျွန်တော် Chelsea အသင်းကဒါBenfica နဲ့တွေ့ခဲ့တယ်ပေါ့ Bayern နဲ့တွေ့ရမယ့်နေရာမှာ Benfica နဲ့တွေ့ကြဆိုတော့ Chelsea အသင်းတော့ကတော့အများကြီးကန်ကောင်းခဲ့တယ်လို့ပဲကျွန်တော်ပြောရမယ်အဲ့ဒီလိုပဲကျွန်တော်တစ်ဖက်မှာဆိုလို့ရှိရင်လည်း Chelsea အသင်း Benfica ကိုနိုင်ခဲ့လို့ရှိရင်တွေ့ရမယ့်အသင်းတွေကကျွန်တော် Palmeiras နဲ့ကျွန်တော် Brazil Club အသင်းဒါဒီနှစ်သင်းတွေကနိုင်တဲ့အသင်းကျွန်တော် Chelsea အသင်းနဲ့တွေ့မယ်ဒီအဆင့်ထိလည်းခြောင်နေသေးတယ် Chelsea ကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါ semi final လောက်ရောက်မှ Chelsea အသင်းတို့ကခက်ခဲနိုင်ခြေရှိတယ်ဘာလို့ဆိုတော့ဟိုဘက်မှာက Inter Milan တို့ဒါ Manchester City အသင်းတို့ရှိနေတာဖြစ်တဲ့ကြောင့်မလို့တေချာပေါက်ဒါ Chelsea အသင်းကတော့ဒါ semi final အဆင့်မှာ Inter Milan မဟုတ်လို့ရှိရင်ဒါ Manchester City တို့နဲ့တွေ့ရဖို့များတယ်ကဲဒါ Chelsea အသင်းကန်ကောင်းတဲ့အကြောင်းအရာကိုပြောပြီးသွားပြီဆိုလို့ရှိရင် Chelsea အသင်းဒါ Benfica နဲ့တွေ့ရမယ့်အပေါ်မှာကျွန်တော်ပွဲကြို30ချက်ပြောရမယ်ဆိုလို့ရှိရင်ဒါ Enzo Fernandez ရဲ့ဒါသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ဒါ Benfica အသင်းနဲ့ပြန်ပြီးတော့ရင်ဆိုင်ကစားသွားရမှာပါ Enzo Fernandez ကလည်းအခုလက်ရှိမှာတော့ Chelsea အသင်းရဲ့တကယ်ကိုမရှိမဖြစ်ဒါကွင်းနဲ့ကစားသမားတစ်ယောက်လို့လည်းပြောလို့ရတယ်ပြီးလို့ရှိရင်အခုလက်ရှိဒါ Chelsea အသင်းမှာတန်းတရာခြေစွမ်းကိုပြနေတယ်သူ Benfica ကနေပြီးတော့သူများတွေကတော့မျိုးမျိုးဝေဖန်ခဲ့တယ်ရာသီအစတုန်းကတော့ဒါတန်းတရာနဲ့မတန်တဲ့ခြေစွမ်းတွေကိုပြသခဲ့တယ်ဆိုပြီးတော့ဒါပြောခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ Enzo Fernandez ကသူ့ရဲ့ခြေစွမ်းကဘယ်လောက်ထိ Chelsea အသင်းအတွက်အရေးပါလဲဆိုတော့ကျွန်တော်သိနေရပြီဒါဒီပွဲကလည်း Chelsea အသင်းအတွက်ထပ်ပြီးတော့အရေးကြီးတယ် Nicolas Jackson ကလည်းကျွန်တော်ဒီနေ့ပွဲမှာလည်းတေချာပေါက်ဒါ line နဲ့ရဖို့တော့ကလည်းခင်းနေဒါ Enzo Maresca အနေနဲ့ Liam Delap နဲ့ပဲဆက်သွားဖို့ရှိတယ်ကျွန်တော်ဒီအဲ့ဒီနောက်မှာ Chelsea အသင်းရဲ့ line up ကိုခံမှန်းကြည့်ရမယ်ဆိုလို့ရှိရင်ဒါရှေ့ရပွဲမှာခြေစွမ်းပြခဲ့တဲ့George ကိုပဲ Chelsea အသင်းကသုံးလာမာတူကီနောက်ပိုင်းပွဲစဉ်တွေတော်တော်လေးညံ့တာကိုတွေ့ရတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ George နဲ့ Patrona တင်လက်ကိုတွဲသုံးပြီးတော့အထောင်တိုက်စစ်မှာဒါ Liam Delap ရဲ့ပြီးလို့ရှိရင်ဒီဘက်မှာဒါခိုးပါမောင်နံပါတ်10 row ပဲပေးကစားပြီးတော့ဒါ Enzo Fernandez နဲ့ပြီးလို့ရှိရင် Caicedo နဲ့ပေါ့ဒီတွဲလုံးလေးကိုပဲတွေ့မြင်ရမလား Caicedo ကတော့ဒီ Club World Cup ပွဲစဉ်တွေမှာသူ့အနေနဲ့ပွဲချိန်ပြည့်ကစားဖို့ဆိုတာတက်ဒါသူ့ကိုဒါအနာပေးထားတာလည်းဖြစ်တယ်ဒါ Lavia တို့ကိုပို့ပြီးတော့အသားပေးထားတာဖြစ်တဲ့ကြောင့်မလို့ Enzo Fernandez Lavia တွဲလုံးကိုလည်းမြင်ရနိုင်ခြေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒါပြီးခဲ့တဲ့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာခြေစွမ်းဒါဘာပြပြကြောကြည့်လိုက်ရတဲ့စန်းတိုလေးကိုလည်းနေရာပေးစီခြင်းနဲ့အဲ့ဒီပွဲမှာဘာပြပြကြောမျိုးမျိုးကြည့်ရမယ်နောက်တန်းပိုင်းမှာဆိုလို့ရှိရင်တော့တိုစင်ချာလပါပုံစံမျိုးလဲလာကောင်းလာနေလို့တိုစင်ခိုဝဲလဲလာကောင်းလာနိုင်တယ်ပြီးလို့ရှိရင်ဟိုနေ့ကစားသွားတဲ့ပုံစံမှာဆိုလို့ရှိရင် M ချာပေါင်လေးကလည်း Chelsea အသင်းအတွက်တော်တော်အလုပ်ဖြစ်ခဲ့တာဆိုတော့ Chelsea အသင်းအနေနဲ့3 back ပဲကစားသွားမလားဒါမှမဟုတ်4 back ကစားသွားမှာကျွန်တော်တော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်3 back ကိုလုံးဝမကြိုက်ဘူးဘာလို့ဆိုတော့အဲ့လိုမျိုး3 back ကစားပြီးဆိုလို့ရှိရင် Maresca ကအမြဲတမ်း Gusto ကိုအလဲဝင်ကစားခိုင်းတယ်အဲ့ဒီအချက်ကိုလုံးဝမကြိုက်ဘူးပြီးလို့ရှိရင် Rich James ပေါ့ Gusto သို့မဟုတ် Rich James တယောက်ကိုအမြဲတမ်းအလဲကိုဝင်ကစားခိုင်းတယ်အဲ့လိုပုံစံမျိုးမှာဒါ Chelsea အသင်းအရန်ကောင်းတဲ့အနေအထားမှာရှိမနေဘူးအမြဲတမ်း Gusto သူ့ရဲ့တန်ဖိုးကျတယ် Rich James လည်းဘာမှမလုပ်နိုင်ကွင်းလယ်မှာကြောင်ပြောက်နေဟိုနေ့ကပွဲဆိုလို့ရှိရင် Gusto ကောဒါ Rich James ကောနှစ်ယောက်လုံးကိုသုံးပြီးတော့မှဒါသူ့အနေနဲ့ဒါတော်တော်လေးကို
တိုင်ပတ်ခဲ့ရတဲ့ပွဲတွေရှိခဲ့တယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကတော့ဒီ3 back ကိုတိတ်ပြီးတော့အာမပေးခြင်းအန်ဆိုမာစကာအနေနဲ့ဘယ်လိုလာမယ်ဘင်ဖီကာအသင်းကတော့မနိုင်ပြောမယ်ဆိုလို့ရှိရင် Chelsea အသင်းရှင်ပြီးတော့ကစားလို့ရနိုင်တဲ့အနေထားပါဒါပေမဲ့ဘင်ဖီကာကလည်းဒါဘိုင်မြူနစ်လိုအသင်းမျိုးကိုတော့အနိုင်ယူထားနိုင်တယ်ကြောင့်16အသင်းအဆင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ Chelsea အသင်းအတွက်ကတော့ဒါအရန်ကြီးလွယ်ကူနေမဲ့ပွဲစဉ်တော့မဟုတ်ဘူးဒါပေမဲ့အခြားအသင်းတွေထက်စားလို့ရှိရင် Chelsea အသင်းကအခုချိန်ထိတော့ဒါကန်ကောင်းနေသေးလို့ပဲကြော်ပြောရမှာပဲအခုလက်ရှိမှာဆိုလို့ရှိရင်လည်း Chelsea အသင်းကဒါ16အသင်းအဆင့်ကနေနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ကဒါ quarter final မှာလည်း Chelsea အသင်းအတွက်ကတော့ဒါလွယ်ကူအောင်မှာဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့ဒီ Club World Cup လမ်းကြောင်းကတော့ဒါဖြူးနေတာပဲချန်ပီယံဖြစ်ဖို့ဆိုတာထက်ဒါအခုလက်ရှိမှာသူ့ရဲ့ဒါတပွဲစီအနိုင်ယူနေတဲ့အပေါ်မှာ Chelsea အသင်းအနေနဲ့ဒါပတ်စံနေလဲရနေတယ်ဒီရဲ့ရလကဘယ်လိုတွေဖြစ်လာမလဲဆိုတာမသိပေမဲ့ Chelsea အသင်းအတွက်ကတော့အခုအချိန်ထိဒါ Club World Cup မှာအဆင်ပြေနေသေးတယ်ကြောင့်ပြီးလို့ရှိရင်ဒါ Liam Delap ပေါ့ Liam Delap လဲ Chelsea အသင်းနဲ့အခုလက်ရှိမှာဒါအဆင်ပြေနေတဲ့အနေအထားကိုတွေ့မြင်နေရတာဖြစ်တဲ့ကြောင့်မလို့ Chelsea အသင်းအတွက်ကတော့အားလုံးကအပေါင်းလက္ခဏာကြီးပါပဲ Club World Cup ပြီးတဲ့ခါကျလို့ရှိရင်တော့ Chelsea အသင်းဒါဘယ်လိုပုံစံမျိုးတွေထပ်ပြီးတော့လုပ်မလဲပြီးလို့ရှိရင်ဘယ်ကစားသမားတစ်တွေကိုထပ်ပြီးတော့ခေါ်မလဲအဓိကတော့ Chelsea အသင်းဒီရတဲ့ဝင်ငွေတွေနဲ့အကုန်လုံးဒါသူတို့ဒါကစားသမားတစ်ခေါ်ယူတဲ့အခါမှာဒါအသုံးဝင်မယ်လို့တော့ဒါမြင်ပါတယ်ပြည်သက်ကြီးမြင်ပါဆိုလို့ရှိရင်ဟောဒီ Benfica နဲ့ Chelsea တို့ရဲ့ဒါ16အသင်းအဆင့်ဒါရှုံးထွက်ပွဲစဉ်မှာကျွန်တော် Chelsea အသင်းကနေပြီးတော့ဒါဘယ်လိုပုံစံမျိုးတွေနဲ့ဒါပွဲထွက်လာမလဲပေါ့ Benfica အသင်းကိုနိုင်ယူနိုင်ပါမလားပြည်သက်ကြီးအမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ကျွန်တော် Chelsea အသင်းဘယ်ချိန်ထိကန်ကောင်းနိုင်မလဲဆက်ပြီးတော့စောင့်ကြည့်သွားပါမယ်Chelsea အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်အဆုံးထိဝင်ရောက်ချူပေးရတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုယ်ဆွဲပါ